အပိုင်းတစ်ကတော့ဂျပန်နိုင်ငံဖူကူအိုဂါမှာစတင်ပါရီလူပြည့်တဲ့နေရာတစ်ခုမှာကားရီများရဲ့တန်းစီရပ်ထားပြီးတော့ကားတွေကလူတွေကတစုံတစ်ယောက်ကိုစောင့်ကြည့်နေကြတယ်ခဏနေရောလူတစ်ယောက်ရောက်လာပြီးတော့ဂျပန်လူနှုတ်ဆက်က sorry ပါဒီနေ့တော့တင်းမောရောက်တာနောက်ကျလို့လာနောက်ကျသွားပါတယ်ကဲမနှောက်နေပဲနဲ့ဒီနေ့အစီအစဉ်ကိုစလိုက်ကြအောင်စီးကန်းတွေကတော့အမြင်နဲ့လိုပါပဲခင်ဗျားတို့ပစ္စည်းပြမယ်ပစ္စည်းကိုကြိုက်တယ်ဆိုရင်လေလံဆွဲရမယ်ဈေးအများဆုံးပေးတဲ့လူကိုဒီပစ္စည်းကိုရောင်းပေးမယ်လို့ပြောပါတယ်ပစ္စည်းမိတ်ဆက်တဲ့အချိန်ကိုရောက်ပါပြီဆိုပြီးတော့ပြောလိုက်တာနဲ့လူမိုက်ချိုးကမင်္ဂလေး10ယောက်လောက်ကိုခေါ်လာပါတယ်ဒီမင်္ဂလေးရဲ့ခြေလက်တွေကိုကျိုးထုတ်ထားပြီးတော့အဲ့ဒီကမင်္ဂလေးတယောက်ကိုရှေ့ကိုခေါ်ထုတ်လာပြီးတော့မိုက်ကင်ထားတဲ့လူကရုရှားကနေခေါ်လာခဲ့တဲ့ကောင်မလေးဖြစ်ကြောင်းနဲ့စိတ်ဝင်စားရင်ကိုယ့်ရဲ့လေဆာမီးနဲ့ထိုးပြဖို့တော့ပြောပါတယ်ကားတချို့စီကလေဆာမီးရဲ့လင်းလာပြီးလေလံစဆွဲကနောက်ဆုံးမှာတော့ဒီကောင်မလေးကိုဒေါ်လာ1200နဲ့ရောင်းလိုက်ပါတော့လေလံအောင်သွားတဲ့မင်္ဂလေးကိုကားစီးစီကိုဆွဲခေါ်သွားနေတော့မှကားရီတွေကတစည်းမှထိုင်နေတဲ့လူတယောက်ကမျက်နှာဖုံးတက်ပြီးတော့ကားတွေကထွက်လာကမင်္ဂလေးကိုဖမ်းထားတဲ့လူမိုက်တွေကိုတိုက်ခိုက်ပါတယ်အဲ့လူကကျွန်တော်တို့ရဲ့မင်းသားချိုးကြီးဒိုဂီဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲဂျင်ဝန်းနဲ့ကြောင်ကူးကမိโกပုံးတွေပြေသွင်းနေတာကြောင့်မလို့လူမိုက်တွေအားလုံးထိတ်လန့်ကြတဲ့အချိန်မှာဂုံးကလည်းပဲသူ့ရဲ့ဆိုင်ငယ်နဲ့ပဲလူအုပ်ကြားတွေကိုဖျက်မောင်းသွားပါတယ်ဒီလိုမျိုးရှုပ်ရှက်ခက်နေတဲ့အချိန်မှာဒိုဂီကလူမိုက်တွေအားလုံးကိုတယောက်တည်းအမှောက်သိပ်လိုက်ပြီးတော့နောက်ဆုံးမှာတော့မိုက်ကင်ထားတဲ့လူပဲကြံပါတော့တယ်သူကဘေ့စ်ဘောရိုက်တယ်နဲ့ကိုကာဝယ်ဖို့ကြိုးစားနေနေဒိုဂီလာနေအောင်မြင်တော့မင်းမသူလဲလို့အော်မေးပါတယ်ဒိုဂီကတက်ဆီဒရိုက်ဘာဖြစ်ကြောင်ပြောတော့တက်ဆီဒရိုက်ဘာကဒီမှာဘာလာလို့တာလဲဆိုပြီးတော့ပြန်ပြောနေတော့ဒိုဂီကလက်သေးတစ်ချက်ထင်းနဲ့သတိလစ်အောင်လို့ထိုးချလိုက်ပါတယ်ဒီအခန်းတော့နောက်ဖြစ်လာမယ့်အကြောင်းရဲ့ရှေ့ပြေးဖြစ်ပြီးတော့ဒီလိုတွေဖြစ်လာစေတဲ့အကြောင်းရင်းကတော့ဒီလိုပါဖူကောင်ကတနေရာမှာကိုရီးယားကောင်မလေးတယောက်ကိုလူမိုက်ချိုးကဖမ်းပြီးတော့အခန်းတစ်ခုထဲမှာချုပ်ထားကြတယ်အဲ့ဒီကောင်မလေးကသူ့ကိုလွတ်ပေးဖို့အတွက်ငွေကိုတောင်းမှမေးဘာမှတော့ထူးမလာခဲ့ဘူးခဏကျတော့ကောင်မလေးကလည်းအခန်းထဲကတက်တာတွေကိုစင့်ကအပေါ်တက်ပြီးတော့မျက်နှာချက်နားကပရင်းပေါက်ကိုသူ့ရဲ့တောက်ဖက်နဲ့ခွဲလိုက်တဲ့အချိန်အတန်ကြားပြီးတော့လူမိုက်တွေကဝင်လာကြတယ်ဒါပေမဲ့ကောင်မလေးကလွတ်သွားပြီလူမိုက်တွေကလည်းအပြင်ကိုထွက်ပြီးတော့လိုက်ရှာအားကြောင့်မလို့ကောင်မလေးကဒီနေရာနဲ့ဝေးရတောအုပ်တစ်ခုတွေကိုပြေးဝင်သွားပါတယ်တောအုပ်ဆုံးရင်ထွက်ပေါက်တစ်ခုတွေ့မယ်ထင်ထားပေမဲ့တောအုပ်ဆုံးမှာတော့ဂျောက်ကဘာနဲ့ပင်လယ်ပြင်းဖြစ်နေပါတယ်ကောင်မလေးကငုံနေတော့မှလူမိုက်တွေအတန်အောင်ကြားတာကြောင့်မလို့မစင်းစားတော့ပင်နဲ့ပင်လယ်လေးကိုခုန်ချလိုက်ပါတယ်ရေထဲပြုတ်ကြတဲ့အချိန်ကြောင့်မလို့သတိလစ်သွားပြီးတော့သတိပြန်ရလာတဲ့အချိန်မှာတော့ကန်းဆက်မှာရောက်နေပါတယ်ကူကေယာမင်းရဲ့အချိန်ဘေးနားမှာဖမ်မလင်းလုံးကိုတွေ့လို့ဖွင့်ကြည့်တော့ရေမိုတက်စီကုမ္ပဏီရဲ့ကတ်ကိုတွေ့လိုက်ရပါတယ်ကတ်ပေါ်မှာတော့မသေးနဲ့လက်စားချေပါငါတို့ဖုန်းဆက်ပါလို့ရေးထားကြအောင်မလို့ကောင်မလေးကလည်းအမြန်ထပြီးတော့အနီးနားဖုန်းလုံးစီကိုသွားပြီးတော့ရေမိုတက်စီကုမ္ပဏီကိုဆက်လိုက်ပါတယ်ဖုန်းလာကြောင့်မလို့တစ်ဖက်ကဆောင်းချိုးကဖုန်းကန်လိုက်တဲ့ခေါင်မှာကောင်မလေးကငိုပြီးတော့ကဲပေါင်းကျမနာမည်ကအီဆိုးပါလို့ပြောပါတယ်ဆောင်းချိုးကအသေးစိတ်မင်းနေတော့မှလူမိုက်တွေကအီဆိုးကိုဖမ်းမိသွားပြီးတော့ခေါ်သွားကြတာကြောင့်မလို့ဆောင်းချိုးကလည်းဘာလို့မှမသိတိုင်ပဲသွားပါတယ်ရန်နေခဲ့ကြတဲ့ခါမှာတော့ဆောင်းကျော်ကဒိုဂီဂျီယွန်ဂုံးနဲ့ကြောင်ကူးတို့လမ်းခေါ်ပြီးတော့အားလုံးမြောက်ခန်းမှာဆုံရတယ်ဒိုဂီကဆောင်းကျော်ကိုဂျပန်ခီးစဉ်ကြောင်းပြီးတော့ဆောင်းကျော်ကအဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်အမှုတစ်ခုရှိရဲဆိုပြီးတော့ပြောပါတယ်ဆောင်းကျော်ကအီဆိုးဆိုတဲ့ကောင်မလေးစီကဖုန်းဝင်လာကြောင်းစကားမဆုံးခင်မှာဖုန်းလမ်းပြတ်သွားတဲ့အတွက်တီနီယာကိုစစ်ကြည့်တဲ့ခါမှာတော့ကောင်မလေးကဂျပန်နိုင်ငံဖူကူအိုဂါမှာရှိနေကြောင်းဒါကြောင့်ပဲသူတို့ကိုယ်တိုင်ဖူကူကအဲ့ဒီအများဆုံးဖုန်းကိုသွားကြည့်တော့အီဆိုးရဲ့ចောင်းသားကတွေးခဲ့ပုံတွေကိုပြောပြပါတယ်ဆောင်းကျော်ကကိုရီးယားကျောင်းသူအီဇောတယောက်ဂျပန်မှာဘယ်လိုမျိုးဒုက္ခရောက်နေလဲသူ့မှာဘာတွေဖြစ်နေလဲဆိုတာစုံစမ်းမှာဖြစ်ကြောင်းပြောတာကြောင့်မလို့ဒိုဂီကသူ့ကျောင်းအောင်သွားပြီးတော့သတင်းသွားယူမယ်ကြောင်းပြောပြလိုက်ပါတယ်လုံနဲ့ဒိုဂီတယောက်ဆရာရောင်ဟန်ဆောင်ပြီးတော့အီဇောရဲ့ကျောင်းအောင်သွားတယ်ဆရာဟန်ဆောင်ကစာသိန်းနဲ့အတန်းသားချိန်မှာအီဇောရဲ့အတန်းကောင်းဆောင်ကိုအီဇောကျောင်းမေးကြည့်တော့အတန်းကောင်းဆောင်ကသူနဲ့တိတ်ပြီးတော့မရင်းနှီးရဲ့ကြောင်းအီဇောကကမ်တစ်ခုသွားဖို့အတွက်ဂျပန်ကိုသွားမယ်ဆိုပြီးတော့အတန်းကဖောင်မှာဖြည့်ခဲ့ကြောင်းပြောပါတယ်နိုင်ငံတကာကမ်ဆိုရင်ကျောင်းကဈေးပေးရလားဆိုပြီးတော့ဒိုဂီကမေးတော့ကျောင်းသူအီဇောကဆင်းရတာကြောင့်မလို့ပညာသင်စုရထားတဲ့ပတ်စံနေနဲ့သွားတာဖြစ်နိုင်ကြောင်းပြောပါတယ်ဒီချိန်မှာဆောင်းကျော်ကအီဇောရဲ့အင်္ဂလိပ်စာတိုင်းရှာရင်းနဲ့စားတောက်ဆိုင်လေးတစ်ခုစီကိုရောက်သွားပါတယ်။အဲ့ဒီမှာအီဇောရဲ့ဘွားကချက်ပြုတ်နေပြီးတော့နေရံမှာအီဇောနဲ့အဖွားရဲ့ဓာတ်ပုံကိုချိန်ထားပါတယ်။ဆောင်းကျော်ကမြီးမလီကအဖွားနဲ့တူတာပဲလို့ပြောတော့အဖွားကဝမ်းသာအားရနဲ့ဟုတ်တယ်။ तू ကငါနဲ့တူမဲ့အရန်အောင်တူတာကွာ။အခုဂျပန်မှာကျောင်းသွားတက်နေတယ်။ငါမြီးမလီကအရန်အောင်အလုပ်ကြိုးစားတာလို့ပြောပါတယ်။အဖွားကဆောင်းကျော်မာတွေကိုချက်ပြီးနေလို့မှဆောင်းကျော်ကအဖွားရဲ့မျက်လုံးတစ်ဖက်လုံးဝမကောင်းတော့တာကိုသတိထားမိပါတယ်။ကျောင်းမှာရောက်နေတဲ့ဒိုဂီကအီဇောရဲ့လောကကိုစစ်ကြည့်တော့မျက်လုံးခွဲစိတ်စိတ်စာရွက်တစ်ရွက်ကိုတွေ့ပါတယ်။ဒိုဂီကဆောင်းကျော်ဖုန်းဆက်ပြီးတော့ကျောင်းလူတွေအားလုံးကအီဆိုးကိုဂျပန်ကန့်သွားတယ်လို့ပြောနေကြပြီးအဖွားကတော့ကျောင်းသွားတက်တယ်ထင်နေကြောင်းအီဆိုးဘေးရောက်နေလေဘယ်ကိစ္စနဲ့သွားနေလဲဆိုတာဘယ်သူမှအတိအကျမသိကြောင်းဒါကိုဂိုးကိုလူဝင်မှုကြီးကြပ်ရေး data တွေစစ်ခိုင်းရမယ်အကြောင်းပြောနေချိန်မှာအတန်းရကောင်မလေးတယောက်ကသူ့ကိုချောင်းကြည့်နေအောင်မြင်လိုက်ရပါတယ်ကောင်မလေးထွက်သွားဖို့လို့တော့ဒိုဂီကတားလိုက်ပြီးတော့တခုပြောချင်နေရတဲ့အတွက်ပြောလိုက်ဖို့အတွက်တိုက်တွန်းနေပါတယ်ဒီတော့မှကောင်မလေးကငိုပြီးတော့အီဆိုးအခုလိုဖြစ်ရတာအားလုံးသူ့မှာအကြောင်းလို့ပြောပါတယ်ဒိုဂီတွေ့ခဲ့တဲ့အဲ့ဒီကောင်မလေးရဲ့နာမည်ကတော့ရေဂျီပါတနေ့မှသူကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့အီဇောစီကိုသွားပြီးတော့ဂိမ်းစောလက်စတန်လန်းဖြစ်နေချိန်မှာဆရာခိုးလို့သွားတွေ့ရမှာမလို့သူပြန်လာတဲ့အထိဂိမ်းကိုဆက်ပြီးတော့ဆော့ပေးနေဖို့အတွက်အီဇောကိုကူညီတောင်းခဲ့ပါတယ်ဂိမ်းကဘာမှခက်ခက်ခဲစဉ်းစားကြမလို့ပဲနဲ့ကလစ်နှိပ်ုံနဲ့ပတ်စံရနေတာကြောင့်မလို့အီဇောလည်းလက်ခံပြီးတော့ဂိမ်းဆော့ပေးနေပါတယ်ခဏနေတော့အီဇောတယောက်ဂိမ်းဆော့ရင်းနဲ့နိုင်ရသွားပါတယ်နောက်နေ့တော့အီဇောတယောက်အဖွားပြစ်သွေးဆိုင်မှာအလုပ်ကူလုပ်နေတော့ရေဂျီရောက်လာပြီးတော့မနေ့ကနိုင်တဲ့အတွက်အနိုင်ငွေဆိုပြီးတော့ပတ်စံခွဲပေးပါတယ်အပြင်းမြင့်စောတဲ့ဂိမ်းကနေပြီးတော့တကယ်ပတ်စံရအားကြောင့်မလို့အီဇောတယောက်အန်ဝန်းနေချိန်မှာရေဂျီကသူ့ရှိမှတွေမဲ့ဂိမ်းဆော့ပြပြီးတော့အနိုင်ယူလိုက်တာကြောင့်မလို့
အဖွိုင်းမျိုးလုံးကိုခွဲစိတ်ပေးခြင်းနေတဲ့ ESO လေ Reggie စီကနေပြီးတော့ Nego Money ဆိုတဲ့ game ကိုစောလိုက်ပါရီအစာပိုင်းမှာတော့ game ကအမှတ်တွေအများကြီးပေးသလိုအနိုင်လေးပဲပေးနေရကြောင်းအချိန်တိုင်းလိုစောပြနေပြီးတော့ကြားပြန် game တွေထုံးစံနိုင်ပဲနောက်ပိုင်းမှာရှုံးတာများလာပြီးတော့အမှတ်တွေအကုန်လုံးကုန်သွားပါရီအဲ့ဒီအချိန်မှာပဲအမှတ်တွေထပ်ရဖို့အတွက် event တစ်ခုကို sign up လုပ်ရမယ်ဆိုတဲ့ notification ဝင်လာပါရီဘာမှန်းတော့မသိပေမဲ့ပတ်စံရမယ်ဆိုတာကြောင့်မလို့ ESO ကဆက်လုပ်တဲ့မလုပ်တဲ့ Reggie ကိုမေးတဲ့အခါမှာ Reggie ကလေသူကိုယ်တိုင်အဲ့ဒီ event ကို sign up လုပ်ပြီးတော့အမှတ်တွေပိုရထားကြောင်းမျက်နှာပြပြနဲ့ပြောပြရကြောင်းမလို့ ESO ကလည်းစီကတ်ချက်တွေကိုတေချာမပတ်ပဲနဲ့ sign up လုပ်ကဆက်ပြီးတော့ကစားပါရီတနေ့မှာတော့ ESO ကလမ်းလျှောက်လာအောင်လူနှစ်ယောက်ကသူ့ကိုအတင်းဖမ်းပြီးတော့ကားပေါ်ကိုတင်ကပတ်စံပြန်ပေးဖို့ချင်းချောက်ပါရီESO ကသူတို့မသိကြောင်းညင်းမိမဲ့လူမိုက်တွေကတော့သူဆိုင်ကလုပ်လိုက်တဲ့ event ဆိုတာကအတူကြီးပေးရတဲ့ချင်းငွေဖြစ်ကြောင်းအဲ့ဒီချင်းငွေကိုဂိမ်းစော်ရင်းနဲ့ဖြုံးပစ်လိုက်ပြီးဖြစ်လို့ချက်ချင်းပြန်ပေးရမှာဖြစ်ကြောင်းပြောပါတယ်ဒါအပြင်ကားရွှေကမ်းမှာ Reggie ပါနေကြမလို့သူတို့တငယ်ချင်းနှစ်ယောက်စလုံးထောင်ချောက်မိနေပြီဆိုတာသိလိုက်ရပါတယ်အချိန်ပိုင်းလှုပ်ပြီးတော့ပြန်ဆက်ရမှာဖြစ်ကြောင်း ESO ကတောင်းပန်ပေမဲ့လူမိုက်တွေကလက်မခံပါဘူးအဲ့ဒီစား Reggie က ESO ကိုဆွဲတဲ့လိုမျိုး ESO ကလည်းပဲနောက်ထပ်တငယ်ချင်း9ယောက်ကိုဒီဂိမ်းကစားအောင်လို့စီယုံပေးနိုင်ရင်အကျွေးလျှော်ပေးမယ်ဆိုပြီးတော့ကမ်းလှမ်းပါတယ်ရွေးစရာမရှိတော့ပဲ ESO တယောက်နောက်တစ်နေ့မှာတော့အတန်းမော်တယောက်ကိုဂိမ်းစော်ခိုင်းမှုတဲ့စူးစမ်းကြည့်ပေမဲ့သူ့လိုမျိုးဒုက္ခရောက်မှတွေးမိပြီးတော့ကိုချင်းစာစိတ်ဝင်သွားကဖုန်းကိုပြန်လူယူခဲ့ပါတယ်။ဒီနေ့မှာတော့ဖုန်းမကင်မင်းနဲ့ရှောင်ထွက်နေတဲ့လူမိုက်တွေကညဘက်အဖွားပြစ်သူရဲ့ဆိုင်ထိလာရောက်ပြီးတော့တောင်းညံကြပါတယ်။ ESO နဲ့ Reggie တို့ကဒူးထောက်ပြီးတော့တောင်းပန်ကြပေမဲ့လူမိုက်တွေကရဲအုပ်တိုင်းလည်းအသက်မပြေပင်နဲ့လောင်းကစားလုံးမှုနဲ့ထောင်ချမယ်ကြောင်းပြောပြီးတော့ချင်းချောက်ပါတယ်။နောက်ဆုံးမှာတော့ပတ်စံမတက်နိုင်ရင်ဂျပန်မှာတက်လာသွားပြီးတော့အလုပ်လုပ်ရမယ်ဆိုတဲ့မလုံးပေးပါတယ်။အကျွေးနဲ့နေတိုင်းချိန်ချောက်ခံနေရတဲ့တန်အောင်မခံနိုင်တော့တာကြောင့်မလို့ ESO တယောက်ဂျပန်ကိုသွားဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီ။ Reggie ကလည်းတူတူလိုက်သွားဖို့လုပ်ပေမဲ့သွားမယ့်နေ့မှာအိမ်ကနေထွက်ဖို့လုပ်နေတော့သူ့ဖေမိသွားပြီးတော့အိမ်မှာပိတ်လောင်ခံလိုက်ရပါတယ်။ဒါကြောင့် ESO တယောက်တည်းပဲလူမိုက်တွေနဲ့တူတူသေးမောစိတ်ကနေပြီးတော့ဂျပန်ကိုသွားခဲ့ပါတယ်။ Reggie စီကနေဒီအကြောင်းစုံကိုကြားပြတဲ့နောက်မှာဂုံးတယောက်ဂိမ်းရဲ့ data ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ဒီဂိမ်းကကစားသမားတွေကိုအတိုး9000ရာခိုင်နှုန်းထိယူထားတဲ့တရမဝင်ချင်းငွေလုပ်ငန်းနဲ့ဆက်ဆက်နေပြီးတော့အကြီးစားလိမ်လည်မှုဖြစ်ကြောင်းတွေ့ရှိလိုက်ရပါတယ်။ဒါကြောင့် Rainbow Taxi အဖွဲ့သားတွေကလည်းကလေးတွေကိုပြစ်မှတ်ထားနေတဲ့ဒီမှုကိုကင်တွယ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ ESO ကိုခေါ်သွားခဲ့တဲ့လူမိုက်တွေကဂျပန်ရောက်တာနဲ့ချက်ချင်းပြန်လှည့်လာတာကိုတွေ့ရတဲ့အတွက် ESO ကိုတယောက်ရဲ့လက်ထဲကိုအခိမှန်တီးလိုက်ကြပါပြီ။ဒါကြောင့်မလို့ ESO နောက်ကိုလိုက်ချင်ရင် ESO သွားတဲ့လမ်းကြောင်းနဲ့လိုက်ရမှာဖြစ်တာကြောင့်မလို့ဂုံးက Reggie စီကနေပြီးတော့ဂိမ်းကို link တောင်းယူပြီးတော့ကိုယ်တိုင်ဝင်ရောက်ကစားပါတယ်။တမင်သက်ရှုံးအောင်ဆိုပြီးတော့အကျွေးတင်အောင်လို့ဖန်တီးလိုက်တဲ့အခါမှာသူတို့ထင်သားသလိုပဲလူမိုက်တွေရောက်လာပါတယ်။ဂုံးကသူ့မှာပတ်စံမရှိသလိုတငယ်ချင်းနဲ့မိသားစုလည်းမရှိတဲ့တကောင်ကျွတ်ဖြစ်ကြောင်းပြောပြီးတော့အကျွေးတွေကိုဆက်ဖို့အတွက်ဘာမှမဆိုလုံးမဲ့ကြောင်းပြောလိုက်တဲ့အခါမှာလူမိုက်တွေကလည်းခက်ချော့ချော့ဂုံးကိုရောင်းစားဖို့အကောင်းဆုံးပြစ်မှတ်ဖြစ်ကြောင်းသတ်မှတ်ပြီးတော့ဂျပန်ကိုပို့ဖို့အတွက်စီစဉ်ပါတယ်။ဂုံးကိုဂျပန်ပို့မဲ့နေ့မှာတော့အဖွဲ့သားတွေကဂုံးနောက်ကိုထက်ချက်မကွာလိုက်လာကြပါပြီ။ဂျပန်တီးကိုရောက်လာကြပါတယ်။ဂျပန်ရောက်တော့ဂုံးကိုဗန်ကားတစ်စီးနဲ့ခေါ်ပြီးတော့အဆောင်တစ်ခုစီကိုခေါ်သွားပါတယ်။ဂုံးစီမှာလှုပ်ဝက်ကင်မရာပါပေမဲ့အဆောင်ထဲမှာတော့ဂျမ်မာတက်ထားအကြောင်းမလို့အခန်းတစ်ခုထဲဝင်လိုက်တာနဲ့ရုပ်သံလိုင်းပြတ်တောက်သွားပါတယ်။ဂုံးအတွက်စိတ်ပူသွားတဲ့ဒိုကီကလည်းအချိန်မဆွေးတော့ပဲလူမိုက်ချို့ကိုတိုက်ခိုက်ပြီးတော့အဆောင်တွေကိုအတင်းဝင်လာပါတယ်။အခန်းထဲရောက်သွားတဲ့အခါမှာတော့ဂုံးကလည်းအခန်းထဲကတတိကိုကိုယ်တိုင်ရိုက်နှက်ပြီးတော့မေဈေးပါပေးထားအောင်တွေ့လိုက်ရပါတယ်။အခန်းထဲမှာမိန်းကလေးပေါင်းများစွာရဲ့ဓာတ်ပုံနဲ့အချက်လက်တွေကိုတွေ့လိုက်ရကြမလို့ဒါကတာမန်လိမ်လည်မှုတစ်ခုမဟုတ်တော့ဘဲနဲ့လူကုန်ကူးတဲ့ဂိုင်းဖြစ်ကြောင်းသဘောပေါက်သွားပါတော့တယ်။ဒိုကီကဖမ်းမိထားတဲ့တတိကိုအဆောင်ပေါ်ကနေတွဲလောင်းချပြီးတော့ESOပဲမှာလဲဆိုပြီးမေးပါတယ်။တတိကတော့သူကစာရွက်စာတမ်းအတူလောက်ပဲလောက်တာဖြစ်ကြောင်းပြောပြီးတော့ကောင်မလေးတို့တော့လာခေါ်တဲ့ဗန်ကားတစ်စီးရှိကြောင်းပြောပြပါတယ်။ဒါကြောင့်မို့ဒိုကီတို့ကလည်းဗန်ကားသမားကိုမေးကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတော့တတိကောင်တော့ကျိုးတလန်းနေပဲထားခဲ့လိုက်ပါတယ်။တစ်ဖက်မှာတော့ ESO ကိုဂိုင်းကောင်းဆောင်ရှိရာစီကိုခေါ်သွားပါတယ်။ဂိုင်းကောင်းဆောင်ကဒဏ်ရာရနေတဲ့ ESO ရဲ့မျက်နှာကိုကြည့်ပြီးတော့ဘယ်သူလောက်တာလဲဆိုပြီးမေးလိုက်က ESO ကိုဒဏ်ရာရအောင်လုပ်တဲ့သူ့ရဲ့တပည့်တစ်ယောက်ကို ESO ရှိမှတွေမဲ့တပ်ပြလိုက်တယ်လို့ ESO ကိုလည်းလက်ရှိဘဝကိုလက်ခံမှုအတွက်အေးဆက်ဆက်နဲ့ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဒိုကီကဗန်ကားနောက်ကိုခြေရလိုက်ခဲ့ရင်းနဲ့လူမိုက်တွေစုနေတဲ့ဂျင်တစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။လူမိုက်တွေစုနေတဲ့ဂျင်တစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။လူမိုက်ဆိုပေမဲ့ယာကူဇာလိုလူမိုက်တွေမဟုတ်တယ်လို့ဂျင်နဲ့ဝင်မှုကလည်းသူတို့လူမဝင်လို့ရတာဖြစ်တာကြောင့်မလို့တရင်နိုင်ဖို့အတွက်ဒိုကီတယောက်ခက်မမိုက်ပုံစံဝတ်စားပြီးတော့ဂျင်နဲ့ဝင်သွားပါတယ်။မတင်မပင်းတဲ့လူတယောက်ကသူ့ဖက်နှက်ပေါ်ဒရွေးထွေးမိတာကိုအကြောင်းပြပြီးတော့ဒေါ်လာ9000တန်ဖက်နှက်ကိုပြန်ဝယ်ပေးဖို့အတွက်ရစ်ပါတယ်။ဘေးကကောင်မှမသိပဲသူတို့ရန်လာစနေတာကြောင့်မလို့လူမိုက်တွေကလည်းတင်းသွားပြီးတော့ဒိုကီကိုတိုက်ခိုက်ကြပေမဲ့ဂျုံရဲ့အဖိုးလိုမျိုးစကေးတွေစောင်းရမ်းကောင်းတဲ့ဒိုကီကလူမိုက်တွေကိုအမောက်သိပ်ပစ်လိုက်ပါတယ်။ရန်ပွဲကြောင့်မလို့အပေါ်တက်ကမန်နေဂျာဆင်းလာပြီးတော့အကျိုးကြောင့်မေးတဲ့အခါမှာဒိုကီကဂိုင်းကောင်းဆောင်တွေ့ချင်ကြောင်းနဲ့သူ့ဖက်နှက်ကိုအစားပြန်လို့ချင်ကြောင်းပြောပါတယ်။ဒါကြောင့်မလို့မန်နေဂျာကသူတို့ရဲ့နာမည်ကြီးဆူမိုဖိုက်တာနဲ့ဒိုကီကိုရှင်ပြန်ခိုင်းပြီးတော့9မိနစ်တွင်းနိုင်ရင်ဖက်နှက်ဝယ်ပေးမယ်ဆိုပြီးတော့ဂရီပေးတာကြောင့်ဒိုကီကလည်းဘလောက်တောင်ပြီးတော့တိုက်ခိုက်ရေးကောင်းတဲ့ဆူမိုဖိုက်တာကိုခက်ခက်ခဲရှင်ပြန်လိုက်ရပါတယ်။နောက်ဆုံးမှာတော့ဖိုက်တာရဲ့နှစ်ဘူးကိုတထောင်စာအထက်ထက်ကျွေးပြီးတော့နိုင်ယူလိုက်ကအလစ်မှာပြန်ထောက်လာခဲ့တဲ့ဖိုက်တာကိုတစ်ချက်ချင်းနဲ့လှဲသိပ်ပေးလိုက်ပါတယ်။ဖိုက်တာလေးရသွားပြီးနောက် white box ကိုသွားကမာကာကိုယူလိုက်ပြီးတော့ဆူမိုရဲ့ကြောပေါ်မှာသူ့ရဲ့ဖုန်းနံပါတ်ကိုရေးပေးလိုက်ပြီးတော့ဖက်နှက်ပြန်ဝယ်ပေးဖို့နဲ့ဖုန်းပြန်ဆက်ဖို့အကြောင်းကိုဂိုင်းကောင်းဆောင်ကိုပြောလိုက်ဖို့မှားကြားကပြန်ထွက်သွားပါတယ်။တစ်ဖက်မှာတော့ ESO ကိုဖမ်းထားတဲ့ဂိုင်းကောင်းဆောင်ကဒိုကီတောင်းချမ်းခဲ့တဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့သဘောကျကပြုံးလိုက်ရင်းနဲ့ပဲအခန်းတစ်ကလည်းပြီးဆုံးလို့သွားခဲ့ပါတယ်ခင်ဗျာ။